အဲ့ဒီညမှာပဲမေမေကအိယာခင်းတွေကိုလဲလိုက်တယ်သူမကအိယာခင်းအစ်ကိုကိုင်ပြီးရှက်သွေးကန်းကခဏလောက်တိုးဆုပ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ကူးချန်ကန်ချင်းချင်းရဲ့အရှိတ်အခန်းထဲကိုဝင်သွားခဲ့တယ်ဒါဟာသူမရဲ့ကိုပိုင်ဆန္ဒနဲ့သူ့အခန်းထဲကိုပထမဆုံးအကြိမ်ဝင်သွားတာပါသူတို့နှစ်ယောက်ထဲမှာတူတူလေးစကားပြောနေကြတယ်အရန်တိုးလုံးလို့ဘာတွေပြောနေမှမသိခွဲဘူးခဏကြာမှာတော့အရှိတ်အခန်းကငင်းငင်းသွားခဲ့တယ်အိမ်ကြီးတအိမ်လုံးတိတ်ဆိတ်နေခဲ့ပေမဲ့ထူးခြားတဲ့မျိုးထွေးမှုတစ်ခုကိုတော့ခံစားနေရပါတယ်ကျမရဲ့အိယာခင်းအစ်လေးပေါ်မှာလဲအိတ်လိုက်တယ်တကူလုံးနာကျင်ကြိုက်ခဲနေပေမဲ့လည်းအေးအေးချမ်းချမ်းနဲ့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်ဒါဟာပထမဆုံးအကြိမ်တယောက်တည်းအိပ်ကူးတာဖြစ်ပြီးဘလို့ကြောက်စိတ်မျိုးမှလည်းမရှိခဲ့ပါဘူးနောက်တစ်နေ့မှာတော့ကူးချန်ကန်ကူချန်ကင်တယောက်အရင်ကတခါမှမဖြစ်ဘူးပဲနောက်ကျမှအိပ်ရထားလာခဲ့တယ်အရင်ကဆိုရင်သူဟာတောင်ပေါ်ကိုအမဲလိုက်ဖို့ဖြစ်ဖြစ်အိမ်ကအလုပ်တွေကိုလုပ်ဖို့ဖြစ်ဖြစ်အာယုံမတက်ခင်ကလေးကအမြဲတမ်းရှိတာပါအိပ်ရထဲမှာအချိန်ဆွဲနေတတ်သူမဟုတ်ပါဘူးသူရှိဘက်ခန်းထဲကနေဖြည်းဖြည်းချင်းထွက်လာတဲ့အချိန်မှာကျမကတော့ဝင်းထဲမှာအပတ်ပေါင်း30တောင်ဖတ်ပြီးနေပါပြီအဲ့ဒီနေ့မှာဖေဖေနဲ့မိမိတို့ကတမျိုးလေးဖြစ်နေကြတယ်အကြောင်းပြချက်မရှိဘဲမျက်နှာတွေမြင်ရနေကြတယ်လို့စကားပြောရင်လည်းရှက်ကိုရှက်ကန်းနဲ့တယောက်ကိုတယောက်လည်းခိုးခိုးကြည့်နေကြတယ်အကြည့်ချင်းစုံမိတာနဲ့မျက်နှာကိုချက်ချင်းပြန်လွှဲသွားကြပြီးတခုခုအမှားလုံးပြီးလို့အမိဖန်းခံလိုက်ရတဲ့အတိုင်းရှက်ပြုံးလေးတွေနဲ့ခိုးပြုံးနေကြတာကျမကတော့ဘေးကနေကြည့်ပြီးဘာမှနားမလည်နိုင်အောင်ဖြစ်နေခဲ့တယ်လူကြီးတွေဟာတကယ်ကိုထူးဆန်းတာပဲလို့စဉ်းစားနေနေတယ်တယောက်ကိုတယောက်ကြည့်ချင်ရင်လည်းအတီးကြီးကြည့်ကြပါလားဘာလို့များဒီလောက်အစမ်းတကျယ်တွေလုပ်နေနှစ်တကူပွဲတော့ရောက်လာခဲ့ပြီဒါဟာကျမနဲ့အမေကမိသားစုစီရောက်ပြီးပထမဆုံးထပ်တန်းရတဲ့နှစ်တကူဖြစ်တယ်လို့ဘဝမှာအပျော်ဆုံးနဲ့အစီကားဆုံးနှစ်တကူလည်းဖြစ်ခဲ့ပါတယ်သူတို့ကခြံထဲမှာအနီရောင်စာသားတွေတက်ကြတယ်ဒါမှလည်းမိအိမ်လေးတွေချိတ်ကြတယ်အရာအလုံးကပွဲတော့အမွေးတက်တွေနဲ့ပြည့်နေနေတာပဲမိဖို့ကြောင့်လည်းကနေဟင်းတဲ့မျိုးစုံထွက်ပေါ်လာတယ်ကျမအမေကစပွဲပေါ်မှာဟင်းရတွေအပြည့်ပြင်ဆင်ထားတယ်ကချင်းဖိန်ကပြောင်းဦးတွေဝယ်လာတယ်နှစ်တကူအကျိုးညမှာကျမနဲ့သူခြံထဲမှာပြောင်းဦးတွေဖောက်ကြတယ်ပြောင်းဦးတန်တွေကစောင်းရင်းနဲ့အေးတက်ကိုရောကျမနဲ့အမေရင်ထဲမှာရှိနေတဲ့အမောင်လေးတွေကိုပါမောင်းထုတ်ပေးလိုက်တယ်လို့ပါပဲနားကိုပိတ်ပြီးကောင်းကင်ဘောကမီရှီမီပန်းတွေကိုပြုံပြုံကြီးကြည့်နေခဲ့မိတယ်နှစ်တကူညကစားတဲ့အချိန်မှာလည်းကချင်းဖိုင်ကကျမနဲ့အမေကိုဟင်းတွေခတ်ပေးရင်းအများကြီးစားဖို့ပြောနေခဲ့တယ်။သူကိုယ်တိုင်လည်းရှားရှားပါးပါးအပြုံးတွေနဲ့ပျော်ပျော်ရွှင်ရွှင်စားတော့နေခဲ့တာ။ဒါဟာပထမဆုံးအကြိမ်မိသားစုရဲ့မျိုးထွေးမှုကိုခံစားလိုက်ရတာပါပဲ။အဲ့ဒီလောက်စီကားပြီးပျော်စရာကောင်းတဲ့နှစ်တကူပြီးနောက်မှာတော့ကချင်းဖိုင်ကကြားကိုရောင်းပြီးရလာတဲ့ပတ်စံတွေနဲ့ရွာထဲမှာစိုက်ပျိုးရေးလုပ်ဖို့မြေပွဲတချို့ဝယ်လိုက်တယ်။အဲ့ဒီအချိန်ကစပြီးကျမတို့ဘဝလေးကပိုပြီးတည်ငြိမ်လာခဲ့တယ်။စိုက်ပျိုးရေးရာဒီမှာကချင်းဖိုင်ကလယ်ထဲမှာအလုပ်လုပ်ပြီးအမေကလည်းသူ့ကိုတွားပူပေးလေးရှိတယ်။အလုံးမရှိတဲ့အချိန်တွေမှာတော့ကချင်းဖိုင်ကတောင်ပေါ်မှာအမဲလိုက်ပြီးရလာတဲ့ပစ္စည်းတွေကိုမြို့မှာသွားရောင်းကမိသားစုအတွက်ပတ်စံရှာပေးတယ်။ကျမတို့ရဲ့စီးပွားရေးအခြေအနေကတစ်နေ့ထက်တစ်နေ့ပိုကောင်းလာခဲ့ပါတယ်။ချင်းမိသားစုနဲ့နေတော့ကလို့သူတစ်ပါးရဲ့အကျဉ်းသားကိုမျှော်လင့်နေကြရမျိုးတော့တလို့မပြတ်နေတာမျိုးလည်းမရှိတော့ဘူး။ဘဝကပိုပြီးအခြေကျလာတဲ့အခါမှာတော့ကချင်းဖိုင်ကကျမကိုတောင်ပေါ်ခေါ်သွားပြီးအမဲလိုက်ကြီးတွေတော်ထဲမှာလမ်းမပြောက်အောင်နေနေတွေနဲ့တရိတ်ဆန်ချီရတွေခွဲခြားနည်းတွေကိုတင်ပေးတယ်။ဒါကိုဘယ်လိုသုံးရမလဲညကိုဘယ်လိုပြရမလဲပြီးတော့အားစိုက်စရာမလိုပဲတစ်ဖက်လူကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတာတွေကိုပါတင်ပေးခဲ့တယ်။ကျမတက်မြောက်တဲ့အထိတစ်ခုချင်းစီကိုထက်ခါတလဲလဲတင်ပေးခဲ့တာပါ။ဒါပေမဲ့ရွာထဲမှာတော့အတင်းအထင်းတွေကရှိနေတော့မယ်။အများစုကရှင်းမိသားစုကဖြတ်တဲ့တဲ့တွေပေါ့။သူတို့ကကျမတို့သားအမိကောင်းကောင်းမွန်မွန်နေထိုင်နေတာကိုမကြည့်ရပဲမနာလိုစိတ်နဲ့ကောလာဟာလာတွေပြင်ကြတယ်။အဲ့ဒီအခုံကတော့တကယ်ကိုကန်ထူးတာပဲအလကားရတဲ့မိမနဲ့သမီးကိုရထားတာ။ဒါပေမဲ့အဲ့ဒီလူကငါတို့ရှင်းမိသားစုကချင်းချင်းလောက်တော့ဘယ်ရုပ်ချောပါမလဲ။အဲ့ဒီလိုစကားတွေကြားရတိုင်းကျမတကယ်ဒေါသထွက်မိတယ်။သူတို့ကိုသွားပြီးရန်တွေ့ချင်ပေမဲ့အမေကအငြင်းတမ်းတားဆီးခဲ့ပါတယ်။